ပုံလေးပြပြီးတော့နော်စီးပွားရေးလှုပ်ရှားတဲ့လူတွေလည်းနော်ဒီနားတွေပြောမှာနော်ရှင်တို့ပုံလေးရှင်တို့ထည့်ပြီးလှုပ်ရှားကြပါလို့ကလေးပုံလေးထည့်ပြီးလှုပ်မစားကြပါနဲ့လို့နော်စီးပွားရေးလှုပ်ရှားတဲ့လူတွေဘယ်နဲ့ကလေးပုံတွေပကရရေးတာအများကြီးပဲအခုနော်ကွန်မန့်တွေလည်းထည့်ပေးတယ်သူ့ရဲ့ idol ပုံလေးနဲ့လှုပ်ရှားနေပါတယ်ပေါ့နော်လှုပ်ရှားနေပါအဲ့ဒါကြီးလည်းအများကြီးတခါတည်းဟိုတလက်စားလည်းကျွန်မပြောဖြစ်ချင်လို့ပြောလိုက်မယ်နော်အခုကြတော့ CP မှာလည်းလာမှန်းထားညီမလေးရဲ့ပုံလေးနဲ့ပေါ့နော်ညဉ့်ညမ်းစာရေးပြတင်တယ်မလုပ်ပါနဲ့ကိုယ့်ကိုစီးပွားရေးလုပ်မှဆိုကိုယ့်ပုံလေးနဲ့ကိုလှုပ်ရှားလေဘာလို့သူများပေါ့ကလေးပုံရှောက်မလုပ်ပါနဲ့လို့နော်ကိုယ့်ပုံနဲ့ကိုလှုပ်ရှားပါဒီမှာဟိုဘာတော့ကိုယ့်နဲ့ကိုတောင်မှဒီမှာဟိုကမဖြစ်ဘူးတက်လာလို့ရှင်ဟိုဘာတော့ပို့လိုက်ရင်အဲ့မှာဓာတ်ပုံတွေရက်ပို့လိုက်ရင်လေရင်ထဲကိုစို့သွားတာပဲလုပ်ပါနဲ့ရှင်အဲ့လိုမျိုးနော်ကျမသမီးရဲ့ပုံလေးကိုယ့်ကိုစီးပွားရှာရင်ကိုယ့်ပုံလေးနဲ့ကိုစီးပွားရှာကြပါနော်ဒါတင်းနဲ့ဦးတော်တို့ပေါ့နော်နော်တင်းနဲ့ပေါ့နော်မောင်လေးတွေညီမလေးတွေပေါ့နော်မသမီးပုံလေးနဲ့မလုပ်ပါနဲ့လို့နော်ကလေးကိုဟိုအဆက်ကွဲအောင်လည်းမလုပ်ပါနဲ့ကလေးကိုနော်အခုကျတော့ကလေးလာပြောတာပါရှင်